အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Nice Story Channel လေးကနေဒီကနေ့မှာပရိသတ်များကိုပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူအက္ခစောရေးသားထားတဲ့ဆုံးထီကြီးဥပဒါနဲ့မြောက်ဖြစ်သွားသောကလေးများဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဟောဒီဇာတ်လမ်းလေးကိုနားမစင်ခင်မှာပဲကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးနှိပ်ခဲ့ပြီးတော့ဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပါအောင်လို့တောင်းဆိုရင်းနဲ့ဇာတ်လမ်းလေးကိုစလိုက်ပါရစေခင်ဗျာကျွန်တော်ကတော့တော်စင်ပဲဖြစ်ပါတယ်ဥပဒါအကြောင်းကိုစက်ကြအောင်ဆိုဗျာအကြောင်းအရာခေါင်းစဉ်ကိုပြောလိုက်တာနဲ့ခင်ဗျားတို့တော်တော်စိတ်ဝင်စားကြတယ်မလားဒီအဖြစ်ကတကယ်ဗျာတကယ်ဖြစ်ခဲ့တယ်လို့ပြောရတာတဲ့ဆိုရင်ကျုပ်ကိုယ်တိုင်ဖြစ်ခဲ့တဲ့ကိုတွေ့လို့ပြောရရင်ပုံမှန်ပဲဗျဒီအကြောင်းမပြောခင်ဥပဒါအကြောင်းနည်းနည်းပြောပြအောင်မယ်ဗျဥပဒါကြီးဟာစုံမှန်မသိအောင်လို့အနေရိုးပြီးအေးလုံးတဲ့သူကြီးပါအမြဲတမ်းကိုကြီးကိုငုံထားပြီးတော့ခက်ပြုံးပြုံးနဲ့နေတတ်သူကြီးပေါ့ဗျာရွာကလူတွေကတော့သူ့ကိုစုံးလို့သိတဲ့လူတွေရှိတယ်မသိတဲ့လူတွေရှိသေးတယ်မျက်စိနဲ့တက်အပ်မမြင်ရလို့မယုံကြည်ကြတဲ့သူတွေလည်းရှိတာပေါ့ဗျာကျုပ်တို့ခေတ်ကစုံးတို့ကဝေတို့တိုင်နှန်းရှင်တို့တရဲတို့ဆိုတာပိတ်ပင်ထားတဲ့အရာတွေပေါ့ဗျာကျုပ်တို့ငယ်ကတော့စုံးကားတွေပါတွေကြည့်လိုက်ရသေးတယ်တိုင်နှန်းတွေအကြောင်းရိုက်ထားတဲ့ရာဇဝင်ကားတွေဆိုရင်အရန်ကြည့်လို့ကောင်းတာဗျကျုံတော့ပြောရအောင်မယ်ကျုပ်တို့ငယ်ကရုပ်ရှင်ကြည့်ခြင်းအခုခေတ်ပွဲတွေတွင်းတယ်လို့ပွဲခေါ်တွင်းရတာဗျယာယီဆောက်ထားတဲ့ရုပ်ရှင်ရုံထဲမှာညဘက်တော့ရုပ်ရှင်ပြဆက်နဲ့ပြတာရုပ်ရှင်ကားတွေအဟောင်းတွေများတယ်ဗျလူကြီးတွေကတော့အချစ်ကားတွေပါတွေကြိုက်ကြတယ်ကျုပ်တို့ကလေးတွေကြတော့တနက်ပြစ်တဲ့ကားတို့ဓာတ်နဲ့ခုတ်တဲ့ကားတို့တိုင်နှန်းရှင်ကားနတ်ကားတွေပေါ့ဗျာမမရရဆိုကျုပ်တို့ငယ်ငယ်ကကြည့်ခဲ့တဲ့ A1 ကရိုက်တဲ့အိုးရှင်ကြီးဇလန်းဆိုရင်တော်တော်ကောင်းဗျကင်မရာထရိန်နေနဲ့ရေအောက်မှာနတ်ကြီးအမရဲ့နန်းနန်းကြီးဆိုရင်ကြည့်လို့သိကောင်းတာဗျမိုးပေါ်ပြန်တဲ့အခန်းတို့ရေအောက်မှာကူးနေတဲ့အခန်းတို့ဆိုရင်အရန်ကြည့်ကောင်းတာပြောရင်းနဲ့လမ်းလွဲသွားပြန်ပြီဗျာနောက်တော့အဲ့တိုင်နှန်းရှင်ကားတွေနတ်ကားတွေတရေကားတွေရိုက်ခွင့်မပေးတော့ဘူးဗျာစာအုပ်စာပေလေးထုတ်ခွင့်ပိတ်လိုက်တယ်လို့ကြားတယ်လူတွေကြောက်ကုန်မှစိုးလို့တော့ပြောတာပဲတရေကားတွေဘာတွေလုံးဝမယုံကြည်ကြသလိုစုံလို့ကဝီတို့ဆိုရင်အပိုတွေပြောပြီးချင်းချောက်နေတယ်လို့ထင်ကြတာအဲဒါကြောင့်ဥပဒါကြီးကစုံထီးကြီးဆိုတာကိုဘယ်သူပြောမယုံတဲ့သူတွေကရှိတယ်ဥပဒါကြီးကဘာကိုမကြိုက်ဘူးလဲဆိုတော့ဆဲတာဆိုတာကိုလုံးဝမကြိုက်ဘူးဗျသူကိုယ်တိုင်လည်းမဆဲဘူးသူရှိမှဆဲနေစူနေတာကိုတွေ့ရင်လည်းမကြိုက်ဘူးဗျကျုပ်ဖေတခါပြောပြဘူးတာကတော့ဥပဒါကြီးရဲ့အမေဆုံးမကြီးဒေါ်ပြင်းကအရန်ဆဲတန်တာတဲ့မိုးလင်းတာနဲ့ရွာထိပ်မှာဆဲတန်ကြပြီဆိုရင်အဲ့ဒါဒေါ်ပြင်းကြီးတဲ့အဲ့ဒါကြောင့်ဥပဒါကြီးကသူ့သားဆိုတော့သူ့အမေစူတာဆဲတာကိုအမြဲခံနေရတယ်လို့ထင်ပါရဲ့ဆဲတာဆိုတာလုံးဝမကြိုက်ဘူးကျုပ်တို့ညာသားတွေဖို့တော့အဆဲဆိုတာဓမင်းစားရေးတော့ပဲဗျကျုပ်တို့ဒေသကလူတွေကအရန်ခင်ဆဲကြတာစကားပြောရင်လည်းအဆဲလေးနဲ့ပြောမှတယောက်နဲ့တယောက်ခင်တယ်ထင်ကြတာရုပ်ဆဆုံးဗျာလမ်းမှာတွေ့လို့နှုတ်ဆက်ရင်တောင်မှဆဲပြီးနှုတ်ဆက်လိုက်ရမှာလမ်းမှာတယောက်နဲ့တယောက်တွေ့ရင်လေဥဘသူလားဥဘဝါလားဘာလာလောက်တာလဲဒီလိုပြောပြီးနှုတ်ဆက်တာမဟုတ်ဘူးဗျကြော့ပါရဲ့ဗျာလမ်းမှာတယောက်နဲ့တယောက်တွေ့ရင်ဟာငါဟိုဟာမသားကြီးမင်းဘာလာလောက်တာလဲဆိုပြီးအကျယ်ကြီးအော်နှုတ်ဆက်တာဗျတစ်ဖက်ကလူကလည်းခွေးမသားကြီးမင်းရောဘာလာလောက်တာလဲဆိုပြီးပြန်နှုတ်ဆက်တတ်တာဗျတခြားသူတွေကတော့ကျုပ်တို့ကိုမိုက်ရိုင်းတယ်လို့ထင်ရင်ထင်လိမ့်မယ်ကျုပ်တို့အတွက်တော့ဒီလိုဆဲတာကတိတ်ပြီးထူးထူးမဟုတ်ပါဘူးကိုယ်နဲ့မခင်တဲ့သူကြတော့တွားပြီးမဆဲကြဘူးဗျခင်လုံးမင်းလုံးမှသာအဆဲခံရတာစာရေးဆရာကိုလည်းကျုပ်တို့ရွာကိုဖိတ်ချင်တယ်ရွာလူတွေနဲ့တော့တိတ်ပြီးမခင်စီနဲ့ပေါ့ဗျာခင်သွားရင်တော့
နောက်တစ်ခါရွာကိုလာရင်အကုန်လုံးကဆဲပြီးနှုတ်ဆက်ကြမှာအဲ့ဒီလိုနဲ့အဆဲကဒလိဖြစ်နေတဲ့ကျုပ်တို့ရွာဦးကြောင်ဖုံးတော်ကြီးကစပြီးဟိုဘောင်းမီမပါတဲ့ကလေးအထိဆဲတတ်တယ်စကားပြောရင်လည်းအဆဲကလေးနဲ့ပြောတတ်ကြတယ်လေဒါပေမဲ့ဥပဒါကြီးကတော့ဆဲခဲ့တယ်ဗျတခါတလေတော့ဆဲတာပေါ့ဗျာကျုပ်တို့ရွာသားပဲကိုကျိုးအိမ်မှာအဖေကတော့တိတ်ပြီးဆဲလေးမရှိဘူးအဆဲတန်တာတော့အမေကြီးဗျမိုးလင်းလို့မျက်လုံးနှလုံးဖွင့်တာနဲ့ကျုပ်တို့အိမ်ဝိုင်းထဲမှာအမေဆဲတန်ကညံနေရောဆဲလဲဆဲချင်တယ်ပဲဗျို့ကျုံမာကမွေးချင်း၈ယောက်ရှိတာ9ယောက်ကယောက်ျားလေးတွေကြီးပဲလေကျုံအောင်မအငယ်ဆုံးကတော့မိန်းကလေးပါသူကကျုံနဲ့9နှစ်လောက်ကွာပါတယ်ကျုံအပါဝင်အပေါ်ကကလေးတွေအားလုံးကယောက်ျားလေးတွေကြီးပဲဗျပြီးတော့အမေကတယောက်နဲ့တယောက်တစ်နှစ်နှစ်နှစ်လောက်ကွာတာဆိုတော့အားလုံးကလည်းအသက်မတိမ်မယိမ်းနေကြီးပဲကျုပ်အသက်12နှစ်လောက်မှာကျုပ်အကူအကြီးဆုံးဟာအသက်20ကျော်လောက်အိမ်အောင်ကျနေပြီဒုတိယကိုကလည်းအသက်18နှစ်လောက်ဆိုတော့လူပြိုပေါ့ဗျာကျန်တဲ့ညီကို9ယောက်ကတော့ကလေးတသားတွေဆိုတော့စောလိုက်တာပြောင်းကိုစမ်းလို့အမေကလိုက်မဆွဲနိုင်တော့ကျွန်တော်တို့ကိုကလော်တုတ်ပြီးတော့ဆဲတော့တာပေါ့ဗျာကျုပ်တို့ကလည်းကျုပ်တို့ဗျာအဲ့ဒီအချိန်ကတော်တော်ကဲခဲ့ကြတာအိမ်မှာဘာပင်မှမနေရအောင်မလကာပင်ဆိုရင်လည်းကျုပ်တို့အသေးကင်းတောင်စောင့်ပြီးခူးစားကြတာဆိုတော့မလကာပင်ခမရလဲမသေးုံတမယ်ပဲရှိတယ်မကြီးပင်ဆိုရင်လည်းထိုနီးလက်ကောင်းပဲတရက်ပင်ကြီးကြတော့အသီးမရှိတဲ့အချိန်ဆိုအနားရပြီမယ်အသီးသီးတဲ့အချိန်ဆိုရင်တော့သူလည်းကျုပ်တို့တန်ခံရတာပဲအပင်တွေကြည်ပေးလားဆိုတော့မဟုတ်သေးဘူးဗျကျုပ်တို့ကအိမ်ကပစ္စည်းတွေလည်းအကုန်ယူစော့တာထမင်းဟင်းအိုးရောင်းမှကအစအမေမသိအောင်ခိုးယူပြီးစော့ကြတာပဲစော့ပြီးရင်လည်းစော့ပြီးရဲ့နေရာမှာပြစ်ထားခဲ့ကြတယ်ညနေအမေထမင်းချက်တော့မှရောင်းမှမတွေ့ဘူးဆိုရင်ကျုပ်တို့ကလော်ဆဲတော့တာအမေကဆဲတယ်မဟုတ်ဘူးဗျလက်တံကလည်းတိတ်ပြောင်းတာအနာရှိလို့ကတော့ကောင်းခောက်ခံရဘိုက်ကြောပေါင်ရင်းကြောတွေလိန်ဆွဲခံရသေးတယ်ပြီးတော့နှစ်တန်မွေးလဲဆွဲခံရမယ်လက်ထဲမှာရောင်းမရှိရင်လဲရောင်းမနဲ့ရိုက်တာပဲဒန်အိုးဘုံရှိရင်လဲဒန်အိုးဘုံနဲ့ထုတယ်အဲ့ဒီလိုလက်သိပ်မြန်တာဗျကျုပ်တို့လည်းအမေနာသိပ်မကက်ရဲကြပါဘူးပြောဗျာမြောက်ဖြစ်တဲ့အကြောင်းကိုပြောရရင်တော့တနေ့ကျတော့ကျုပ်တို့အိမ်မှာအလူတစ်ခုလုတ်တယ်ဗျကျုပ်ကလည်းအဲ့ဒီတုန်းက10နှစ်တောင်မပြည့်သေးဘူး9နှစ်10နှစ်လောက်ပဲဖြစ်မှာပါဘာလူလုတ်လဲဆိုတော့ကျုပ်တိတ်တော့မမှတ်မိတော့ဘူးဗျအဲ့ဒီအကြောင်းတွေကိုအမေတို့ကနောက်ပိုင်းမှာပြောနေလို့သာသိရတာဗျအလူလုတ်တော့တကြီးအလူဆိုတော့အလူပိန်ကလေးဖြစ်နေပါစေတရွာလုံးကလာစားကြတာဗျဟင်းကတော့အသားဟင်းမဟုတ်ဘူးငရုတ်သီးဆက်ဆက်နဲ့ကြော်ထားတယ်ငါ6ကြော်ကျက်သွန်ဒီခတ်ထားတဲ့မှန်ရောင်ဟင်းရည်နဲ့အချင်းအတွက်ကတော့တရဲချင်းကိုဂေါ်ပီတို့များများနဲ့တောက်ထားတာပေါ့ဗျာဒါလည်းစားကြတဲ့သူတွေကကြိုက်တာပဲအားရပါးရကိုစားကြတာပေါ့ဗျာအဲ့ဒီမှာဥပဒါကြီးကလည်းရောက်လာတယ်ဗျသူကတော့လူနဲ့နဲ့ပါသွားပြီးအေးအေးဆေးဆေးဖြစ်သွားတဲ့အချိန်ကျမှရောက်လာတာမနေ့တုန်းကတော့လူသိပ်မစီတော့ပေမဲ့လူတော့ရှိနေကြတာပဲထမင်းစားတဲ့သူကစားဆလိပ်ဖွာတဲ့လူကဖွာလက်ဖက်စားရင်စကားပြောတဲ့သူကပြောနေကြတာပဲအမေတို့ကလည်းဧည့်သည်တွေကိုဧည့်ခံရင်စကားပြောနေကြတယ်ကျုပ်တို့ကလေးတွေကတော့သိတဲ့အတိုင်းပဲအလူမန်းတက်ထဲကိုပြေးစော်လိုက်ဝါနဲ့ယာယီလှုပ်ထားတဲ့မန်းတက်တိုင်တွေကိုဖတ်လိုက်နဲ့ပြေးတော့နေကြတာပေါ့ဗျာအမေကတော့ကျုပ်တို့ကိုကြည့်ရင်အမြင်ကတ်လာတာပေါ့ဟဲ့သေချင်းစိုးသေနာလေးတွေမြောက်လောင်းတွေအဲ့ဒါဟင်းရီအိုးကြီးအပူကြီးဟဲ့တော့မထိနဲ့ဟဲ့မြောက်တွေရဲ့မန်းတက်တိုင်ကိုချောတိုင်မှတ်ပြီးဖတ်တက်မနေကြနဲ့မန်းတက်ထဲကမအေးရိုးကြီးတွေအကုန်ပြီးမသားပေါ်ကုန်အောင်မဲဟဲ့အမေဆဲတံကိုကြားပြီးတော့ဥပဒါကြီးကထမင်းစားရင်းနဲ့အမေကိုစိုက်ကြည့်နေတယ်တဲ့ဗျဟဲ့တကြီးကတော့နင်းလဲဝူကောင်းစားကောင်းကြီးဝတ်ထားပြီးအလူမကြီးဖြစ်နေအောင်အော်ဆဲနေရသလား
အမေကလည်းသိပ်မချေနှက်ဘူးလေအိုးဘာဖြစ်လဲဒီမြောက်တွေကိုဒီလောက်ဆဲမှတော်ဟာကြတာဥပဒါကြီးရဲ့ညီအေးကိုသားသမီးကိုမြောက်လို့မပြောပါနဲ့ဟာသူတို့ကယောက်ျားလူတွေပဲဟာဒီလောက်တော့စောင့်မှာပေါ့ဟုတ်တော့ဟုတ်တယ်ဗျအမေကကျုပ်တို့ကိုအမြဲတမ်းမြောက်တွေမြောက်လောင်းနေလို့အမြဲခေါ်တယ်အမေဆဲနေတာကိုကြည့်ပြီးဥပဒါကြီးကလည်းကြားတော့နားကြောင်မြင်ကတ်လာတာထင်ပါရဲ့ဗျာဟဲ့မတန်းနင်သားတွေကိုဒီလောက်တောင်မြောက်ဖြစ်စေခြင်းနေရလားအဲ့လိုပြောပြီးတော့စားလက်စပကံကြီးကိုစပွဲပေါ်စောင့်ချပြီးလက်တောင်မဆေးပဲမန်းတက်ထဲကနေခြေလန်းကျဲကျဲကြီးနဲ့ထွက်သွားပါရောမန်းတက်ရှိမှစောင့်နေတဲ့ကျုပ်တို့ကိုတစ်ချက်ကြည့်ပြီးတော့ခြံဝိုင်းထဲကထွက်သွားတာပေါ့နောက်တော့မှမန်းတက်ထဲမှာထိုင်နေတဲ့အကြီးဝိုင်းကအမိတ်ကိုလှမ်းပြောတယ်ဟဲ့မတန်းကြီးညီကလေးတွေကိုကြည်စမ်းမအောင်အေးကျုပ်မေကလည်းစော်ကစားနေတဲ့ကျုပ်တို့ကိုလန့်ကြည့်လိုက်တော့အရန်ထိတ်လန့်သွားတယ်တဲ့ထိတ်လန့်မှာပေါ့ဗျာမန်းတက်ရှိမှာတိုင်စော့နေတဲ့ကျုပ်တို့ကလေးတက်တိုက်ကမြောက်ကလေးတွေဖြစ်နေကြတာကိုအင်ကြီးဝတ်စားတော့ဝတ်ထားပြီမဲ့ဘောင်းမီကြားကနေအမီးကောက်ကောက်လေးတွေထွက်နေပြီးတော့ခြေတွေလက်တွေကလည်းမြောက်လက်တွေအဖြစ်ပြောင်းသွားတယ်အမွှေးတွေကလည်းညိုညိုလေးတွေတကူလုံးနဲ့အုပ်နေတာပဲတဲ့ဗျအမေတို့လည်းငိုကြတာပေါ့ဗျာအဖေကသိသွားတော့အိမ်ထဲကနေထွက်လာတယ်အမေတို့နင်တို့ဘာတွေလုပ်လို့လဲလို့မေးတာပေါ့ဗျာအမေကလည်းအဲ့ဒီတော့မှခုနဥပဒါကြီးရှိမှကလေးတွေကိုမြောက်တွေလို့ဆဲတယ်အဲ့ဥပဒါကြီးကမဆဲပါနဲ့ဆိုပြီးပြောသေးတာပဲရှင်သူများလှုပ်သွားတာလားမသိပါဘူးနော်အဖေကလည်းအမေကိုဖိဆူပြီးတော့ကျုပ်တို့ကိုခေါ်ပြီးဥပဒါကြီးအိမ်ကိုလိုက်လာခဲ့ကြတယ်ကျုပ်တို့ကလည်းမြောက်ဖြစ်သွားတော့ပိုစော့ကြတာပေါ့ဗျာကျုပ်ဆိုရင်ဂျောနကြီးပတ်ထိုးနေတာဆိုပဲဥပဒါကြီးရဲ့ခြံထဲကိုဝင်လိုက်တော့ဥပဒါကြီးကအိမ်မော်တက်တဲ့လေကားမှာထိုင်နေရင်းနဲ့ပြုံးပြီးကြည့်နေတယ်ဆိုပဲဗျာအမေတို့ကလည်းပြန်တောင်းပန်ရတာပေါ့ဗျာဥပဒါကြီးကလည်းခါးထောက်ပြီးတော့ဟာဒါငါလောက်တာမဟုတ်ဘူးဟာညီလောက်တာလေညီပဲမြောက်ကလေးတွေကိုသားအဖြစ်လိုချင်တယ်မဟုတ်လားအဲ့ဒါနဲ့အမေကလည်းငိုယိုပြီးတော့တောင်းပန်ပါတယ်ဥပဒါကြီးရဲ့ကျေးဇူးပြုပြီးကျမသားတွေကိုလူအဖြစ်ပြန်ပြောင်းပေးပါနောက်ဆိုရင်လေကျမစကားပြောဆိုဆင်ခြင်ပါမယ်အေးညီရောငါမကြိုက်တာကြပြီညီနဲ့အေးစကားဆိုတာပြောတိုင်းမကောင်းဘူးဟာညီတို့သာပညာတွေဘာတွေတက်ရင်နင်တို့သားသမီးတွေအရင်ဆုံးအသေးဆိုးနဲ့သေးကုန်မဲဆိုတာပဲနင်တို့သဘောပေါက်ရဲ့လားနောက်တော့ဥပဒါကြီးကသူ့အိမ်ပေါ်တက်သွားတယ်တိုင်မှာချိတ်ထားတဲ့ငပြောသီးတစ်ဖီးကိုယူလိုက်ပြီးငပြောသီးတွေကတော့ဖေးချမ်းငပြောသီးအလုံးသေးသေးလေးတွေမဲ့တာတော့မဲ့နေပြီသူကလည်းငပြောသီးတွေတစ်လုံးချင်းဖြုတ်ကျုပ်တို့စီကိုလှမ်းပစ်ပေးတယ်တဲ့ကျုပ်တို့မြောက်ကလေးတွေကလည်းငပြောသီးကိုဂျွန်းထိုးပြီးဖမ်းလိုက်ခုံပြီးဖမ်းလိုက်နဲ့ဖမ်းကြတာနောက်တော့ကျုပ်တို့ငပြောသီးကိုခွာစားပြီးတိတ်မကြောက်ဘူးအမီးလေးတွေလည်းပျောက်ကုန်တယ်အကုန်လုံးပဂရိအတိုင်းပြန်ဖြစ်သွားတယ်လေအမေတို့ကလည်းဥပဒါကြီးကိုတောင်းပန်ပြီးတော့နောက်ဆိုအဆဲအဆူဆင်ကျင်ပါမယ်ဆိုပြီးဂရိပေးပြီးပြန်လာခဲ့ကြတယ်ကျုပ်တို့ကတော့ဘယ်သိမလဲအိမ်ရောက်တော့ဆော့လို့ကောင်းနေတော့လေအဲ့ဒီနောက်ပိုင်းကစပြီးအမေကကျုပ်တို့ကိုမြောက်တွေလို့ဘယ်တော့မှမပြောတော့ဘူးတဲ့ကျုပ်ကလည်းတိတက်လာတဲ့အရွယ်မှာကျုပ်တို့ကိုမြောက်တွေမြောက်လောင်းတွေလို့ခေါ်တာတခါမှမကြားဘူးတော့ကျုပ်တို့လည်းတကယ်မြောက်ဖြစ်သွားတော့အမေကအတော်ကြောက်သွားတယ်ထင်ပါရဲ့ကျုပ်တို့ကိုအိမ်နာမီတွေပဲပေးပြီးအဲ့ဒီအတိုင်းခေါ်တော့တာပဲဗျာဒါကတော့ကျုပ်တို့ငယ်ငယ်ကမြောက်ဖြစ်သွားတဲ့အကြောင်းလေးပါနောက်လဲထပ်ပြီးဥပဒါကြီးအကြောင်းကိုပြောပြစရာလေးတွေရှိသေးလို့ကျွန်တော်ရဲ့ Night Story Channel လေးကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ပြောကြရင်းနဲ့ဒီလောက်နဲ့ပဲနှုတ်ခွန်းဆက်ပါရစေခင်ဗျာအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါရခင်ဗျာ